ဆိုအခုမှာတော့ branded အိတ်လေးလေးကို4,000 ဝန်းကျင်3,000 ဝန်းကျင်နဲ့ပဲရမယ့်အိတ်လေးလေးကိုခုပြပေးပါမယ်ဒါကတော့ဒီနေ့မှပဲပစ္စည်းအစ်စ်တွင်းထားတဲ့ဟာလေးလေးပါဘယ်လိုဒီဇိုင်းလေးတွေပါမလဲဆိုရင်ပြပေးမယ်အယောင်လေးကလည်းလေလုံးဝကွာဘယ်လိုပြရမလဲအယောင်ကိုမိုက်ပြီးတော့လေတစ်ခါမှနဲ့အသားလေးလေး quality လေးလေးပေါ့နော်အမကြည့်လိုက်ဒီဒီဇိုင်းထဲမှာဆိုရင် color 9 ရောင်လာတယ်ဒီမှာကြည့်လိုက်ပါချက်ဆိုင် cake ထဲရပါတော့ဒါဆိုရင်ဈေးနှုန်းကဘယ်လောက်ပဲရှိလဲဟုတ်ပြပြမယ်နော်ဈေးနှုန်းလေးကဈေးနှုန်းလေးကဒါလေးဆို4,000ပဲရှိရ4,000ကိုအတွင်းပြင်ဘယ်လိုရှိလဲဆိုတော့ပြပေးမယ်အရင်ဆုံးကာလာအောင်ကြည့်လိုက်ပါအမဲရောင်ရှိမယ်အပန်းဖြော်လေးရှိမယ်အပြာရောင်ထားဆိုလေအရန်ကို research ဆန်ပြီးမှအရန်ကို high quality အမြင့်ထင်းတာပါဒီမှာနော်ဒီလိုမျိုးအယောင်ရှိမယ်ပြီးဒီလိုအယောင်ရှိမယ်9ရောင်ရှိမယ်အော်ကာလာဒီမှာပြထားတဲ့9ရောင်ရှိမယ်ဒီဇိုင်းလေးကိုပြပေးမယ်ဒီလိုလေးလာမယ်နော်ဒီလိုလေးလာမယ်ဒါဆိုရင်လည်းဈေးနှုန်းက4,000ပါပဲဒီမှာနော်ဒါဆိုရင်လုံးဝပဲဂတိပါကိုဖြောင်ကလေးနဲ့ပေါ့နော်လေလာလေးနဲ့ဆက်ထားတာပါဈေးနှုန်းလေးဆိုရင်လည်းဒါလည်း4,000ပါပဲပြပေးလိုက်မယ်နော်ခုတစ်ခါလေးကာလာရှိတဲ့အယောင်လေးတွေနော်ဒါလေးတွေရမယ်ဆိုရင်တော့ဒီမှာကြည့်ကြည့်လိုက် oh my god မိုင်းလိုက်တာနော်လုံးဝ branded ကလေးလေးပါပဲအသားမကောင်းမှလုံးဝစိတ်ပူမှကြည့်လိုက်ဒါလေးဆိုရင်တော့ oh မိုင်းလိုက်တာအကန်ကလေးကသူတို့ငကန်ရှိရနော်ပစ္စည်းလေးတစ်မျိုးကတော့ဒီမှာပါချက်ဆန်ကိတ်ပါနော်ချက်ဆန်ကိတ်ဘယ်လောက်ပဲရှိလဲ4,000ပဲရှိရပေါ့နော်ကာလာကတော့အခုပြဟာနဲ့ကာလာလေးလေးပဲနော်သူတို့အပြာနုလေးရမယ်ခဲအောင်နုလေးရမယ်အရန်ကိုလာတယ်ပေါ့နော်အရောင်ဒါလေးကအစိမ်းအဖြော့လေးပါလုံးဝ high quality အမြင့်ထင်ရပါကျိုးအတူရှိပါတယ်ပေါ့နော်တွင်းထဲမှာဆိုရင်လည်းဒီလိုလေးလေးပေါ့နော်ဒါကတော့ဒီဇိုင်းတစ်မျိုးထင်ရပါဒီဒီဇိုင်းလေးဆိုရင်တော့သူကဈေးတက်တာတယ်သူကတော့ဟို3,000ခွဲပဲရှိရပေါ့နော်ထဲမှာဇစ်ကလေးနဲ့ပါသူ့ကိုချစ်ဖို့ကောင်းတယ်ဒီ key chain လေးပါအပါနော်ဒီလို key chain လေးပါအပါ4,000ပဲရှိပါတယ်ဒါလေးဆို4,000ပါအတွင်းထဲမှာဆိုရင်ဒီမှာပေါ့နော်ရှေးကြီးပဲပေါ့နော်ဒီလို color လေး2ရောင်လာ2ရောင်ရမယ်အပန်းလေးနဲ့အပြာလေးနဲ့ရမယ်ပေါ့နော်ဈေးနှုန်းလေးကတော့4ခွဲပါရှင်သူကဆိုရင်တော့ကြည့်လိုက်ပါအသားကိုရှိုးလိုက်ပါဖက်ဖက်နုနုလေးပါကွာအရန်ကိုမိုက်တယ်ဒီကောင်းတဲ့ဟာလေးလေးပါတော့ပြချင်လို့ပေါ့နော်အញ្ញံလေးလာပြလိုက်တယ်မဲနဲ့အသားရောင်လေး2ရောင်ရှိပါဈေးနှုန်းလေးက3,900ပဲရှိပါတယ်သူဆိုရင်အရန်ကထောပတ်အဖြော့ရောင်လေးပေါ့အရန်ကိုလာပါတယ်4,000ခွဲပါရှင်ဒါလေးပါဒါလေးဆိုဟုတ်ရှိမှာ4,000ခွဲပဲရှိပါတယ်เนาะဒိုင်းလေးလေးရှိမယ်ကာလာလေးလေးရှိမယ်ပေါ့နော်ဈေးနှုန်းကတော့ဒါ3,900ပဲရှိရပေါ့ဒါလေးဆိုရင်လည်းတူတစ်စိတ်ကပြနဲ့တူလာပါတယ်မန်နော်ဟောအခုပြနေတဲ့ဟာတော့လုံးဝ branded ကလေးလေးပါဒါဆိုရင်ဈေးနှုန်းလေးက3,900ပဲရှိပါတယ်အရန်တန်ပါတယ်လည်းမကောင်းဘူးပေါ့နော် quality ကနည်းနည်းလေးအစင်တိတ်မပြေဘူးဈေးလေးတက်တာတယ်ဆိုရင်ဈေးတက်တာတယ်ပြောတယ် quality ကောင်းပြီးမှဈေးမြင့်ဒီမှာဒီတစ်စိတ်ထဲကဆိုရင်ပေါ့နော်ဟိုပါပဲရှိမယ်ဈေးနှုန်းလေးကလေ3,900ပဲရှိအရန်ကိုတန်းနေပြီနှလုံးဝဲကြံပါတယ်4,000မှာနော်အမလို့ရအရန်ကိုလာတယ်ဒါလေးတွေကလာခဲ့ပါရှင်နော်အိတ်လေးလေးအတင်းချစ်ဖို့ကောင်းတယ်ဒါဆိုတစ်လုံးပဲကြံတော့ oh my god အရန်ချစ်ဖို့ကောင်းတာပဲဒါဆိုရင်ဟိုတော့ပတ်လေးလေးပါကာလာဆောင်ရပါမယ်သူကလည်းလေးလေးဆို4,100ပဲရှိရ4,100ပဲရှိအရန်ကိုတန်းတယ်နော်ကြည့်လိုက်တာအရင်ကြိုက်လို့ဒါပေမဲ့ကို customer လေးကိုရောင်းပေးချင်လို့ဟုံတော့မကန်ဘူးတာဟုတ်အရင်ကြိုက်နေဟိုတော့3လုံးပဲလားမသိပဲကျန်တော့တယ်ပေါ့နော်ဒီလေးလေးပါအရန်ကိုလာမှာဒီချိန်လေးလေးပါပြီးသားเนาะဒါလေးလေးကတော့0တော့နည်းနည်း